အားတဲ့ချိန်တွေမှာဘော်ဒါရီနဲ့တူတူဆော့ဖို့ဂိမ်းကောင်းလေးတွေရှာနေရဆိုရင်တော့ဒီဗီဒီယိုလေးထဲမှာဆော့လို့ကောင်းမဲ့မာတီပလေယာဂိမ်းကောင်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ပါဗီဒီယိုလေးမစခင်မှာအင်္ဂလိပ်တော့ update ဖြစ်ဖို့ဈေးတန်ပြီးတော့ယုံကြည်စိတ်ချရတဲ့ game set application လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီ application လေးထဲမှာ mobile legend တိုင်းမှာ PUBG စီပြင်တခြား game များစွာရဲ့အင်္ဂလိပ်တော့ update ကိုတနေရာထဲမှာ24နာရီ brother တို့စိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ link လေးတွေတင်ပေးထားပါတယ်။မတွေ့ရင်တော့6ပေါက်မှာလာမေးလို့ရပါတယ်။ Number 1 N35 ဒီ game လေးကတော့ Nice ကထုတ်ထားတဲ့ asymmetrical multiplayer horror game လေးတစ်ခုပဲဖြစ်ပါတယ်။ဒီ game လေးထဲမှာ survivor နဲ့ hunter ဆိုပြီးနှစ်မျိုးရှိပြီးတော့ survivor တွေကမြေပုံထဲက cyber machine တွေအများကြီးထဲမှာ9လုံးပြင်ပြီးတော့ထောက်ပေါက်ကနေ escape ဖြစ်အောင်လုပ်အောင်မှာဖြစ်ပါတယ်။ hunter ကစားသမားတွေကတော့ survivor တွေကိုမလွတ်အောင်လိုက်ဖမ်းပြီး rocket chair ပေါ်မှာတင်ပြီးတော့အဆုံးသတ်ရမှာဖြစ်ပါတယ်။ဒီ game လေးရဲ့ဆွဲဆောင်မှုအရှိဆုံးကတော့ character design ပဲပေါ့နော်။မျက်လုံးမှာကြက်သီးလေးတွေနဲ့ဖြစ်ပြီးတော့ချိုးချုပ်သားတွေနဲ့အယုတ်လေးတွေလိုဖန်တီးထားတဲ့ S style လေးနဲ့မလို့တခြား game တွေနဲ့မတူပဲထူးခြားတဲ့ horror ခံစားမှုတွေကိုပေးစွမ်းနိုင်ပါတယ်။ Coraline fan တွေအတွက်လည်းအကြိုက်တွေ့စေမဲ့ game ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Number 2 Brawl Stars ဒီ game လေးကတော့ Supercell ကထုတ်လုပ်ထားတဲ့ Action MOBA မျိုးစား game လေးပဲဖြစ်ပါတယ်။ဒီ game လေးထဲမှာမတူညီတဲ့ skill တွေရှိတဲ့ brawler ပေါင်း100ကျော်ကိုရွေးချယ်ကစားနိုင်မှာပဲဖြစ်ပါတယ်။ Jump Grab, Showdown, Brawl Ball နဲ့ရန်သူတွေကိုပြတ်တက်ကြောင်းရမယ်။ Knockout Mode အပြင်တခြားစိတ်ဝင်စားစရာ special event game တွေလည်းပါပါသေးတယ်။ပေါ်ရာရင်နဲ့ဟေးလာလာကျုံညင်နေဆိုရင်တော့ဒီ game လေးကိုဆန်းစောကြည့်ကြဖို့အကြံပေးချင်ပါတယ်။ Number 3 Hatopia ဒီ game လေးကတော့မကြသေးခင်မှာရေပန်းစားလာတဲ့ live simulation game မျိုးစားလေးပဲဖြစ်ပါတယ်။ဒီ game ထဲမှာကိုပိုင် character လေးတစ်ခုကိုဖန်တီးပြီးတော့ agent နဲ့မျိုးလေးတစ်မျိုးမှာအခြေချနေထိုင်ရမှာပဲဖြစ်ပါတယ်။ကိုပိုင်ကိုစိတ်ကြိုက်ပုံဖော်နိုင်သလို pre-board ကပစ္စည်းတွေနဲ့လည်းအလှဆင်နိုင်ပါတယ်။ဂိမ်းထဲမှာပန်းဆိုင်တာငါးဖမ်းတာဟင်းချက်တာနဲ့နှုတ်ပညာလုပ်တွေဖြစ်တဲ့ဂီတာတီးတာပီယနိုတီးတာတွေကိုပါလုပ်လို့ရပါတယ်။သတ်မှတ်ထားတဲ့ပန်းနိုင်တွေထက်မိမိစိတ်ကြိုက်ချိန်ဖုံးနိုင်တဲ့ဂိမ်းတစ်ခုဖြစ်တဲ့အပြင်ရုပ်တော့ပိုင်းမှာလည်းရောင်သွေးစုပ်ပြေးပြီးတော့ချစ်စရာကောင်းတဲ့ 3D art style လေးတွေကိုသုံးထားပါတယ်။ကိုယ်တငယ်ချင်းတွေဒါမှမဟုတ်ကိုချရတဲ့သူတွေနဲ့လည်းရှောက်သွားတာဟင်းတူချက်တာတွေပါလုပ်နိုင်ပါတယ်။ heavy game တွေဆော့ရတာများလို့ AC chill ပြီးဆော့ကျင်တာဆိုရင်တော့အချိန်ကုန်မှမသိကုန်သွားစေမဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ Number 4 Roblox application တစ်ခုထဲမှာ game လေးတစ်ခုပဲဆော့ရတာအရင်ရိုးလုံးပါတယ်။ဒီ Roblox ထဲမှာ creator ပေါင်းစုံကဖန်တီးထားတဲ့ game ပေါင်းတန်းနဲ့ချီပြီးရှိပါတယ်။တငယ်ချင်းတွေနဲ့စကားပြောရင်းဆော့ဖို့ voice chat တွေပါဝင်ပြီးတော့တကင်းပြင်းရင်နောက်တကင်းကိုအလွယ်လေးပြောင်းဆော့နိုင်မှာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်လည်းဒီထက်ကောင်းတဲ့ game လေးတွေကိုရှာဖွေတင်ဆက်ပေးသွားမှာမလို့ကျွန်တော်တို့ရဲ့ game set page လေးကို like and follow လေးလုပ်ပေးကြပါအောင်။အားလုံးပဲ bye bye ပါ